ရှင်ဘုရားဘုရားတပည့်တော်အားယနေ့ကြွရောက်လာကြကုန်သောဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ရဲ့ကိုယ်စားတရားတောင်းခံခွင့်ပြုတော်မူပါဘုရားစတုသစ္စာအဇာနန္တံဓမ္မောခန္တေနာအာယုဒံမေတ္တာစိတ်တေနာဒေတေတုဓမ္မနိဗ္ဗာနာပါပကံဗန္နေဓမ္မဒေသနာဖြာဖြာကိုနေရကြဟောညွန်ပြတယ်ဓမ္မကတိကကြောဆရာတော်ဟုဓမ္မောကြောကြားရှင်မြတ်ဖရာမယံအရှင်ထံပါဝင်ခါစား၍တရားမြတ်ဒေသနာတော်ကိုနာယူလိုလားတောင်းပန်အပ်သည်ဖြစ်၍စတုသစ္စာအစိယရဏအမှန်ဖြစ်တဲ့သစ္စာလေးရဲ့တရားမြတ်ကိုအဇာနန္ဒယုတ်တရားကဒီလိုနန်းဆိုရာဒီနီဟုမခီလံအမှန်ကိုဧကံပင်မသိနိုင်ကြသည်ဖြစ်၍နမောခန္တေနာတန္တရာနေတခွေမှာအမှန်ပါခဲ့တင်ပါမည်ဟုဝါကယုနာထားရှုပါ၍တရားယုဖိတ်မြတ်တာစိတ်ဖြင့်နိဗ္ဗာန်ပါပကံအစိယရဏအမှန်ဖြစ်တဲ့သစ္စာလေးရဲ့တရားမြတ်ကိုဒေတေတုဒေတေတုတပည့်တွေကိုတကယ်တနာရှင်ဖြစ်အပဲ့သို့မလာရလေအောင်ခေမဘာဟောကြားပါယံနာဂံလျှောက်ထားအပ်ပါသည်ဓမ္မကတိကကြောဆရာတော်ရှင်သူမြတ်ကြီးဖရာသာဓုသာ